ကိုတူးတဲ့လုံရင်8နိုင်ပဲပြီးမှာဒါပေမဲ့အဖွဲ့ဝင်တွေအားဖြင့်အယောက်100ရှင်နိုင်ပေါင်း800လုပ်ပြီးနိုင်ခေါင်းဆောင်တယောက်ကကုတ်အားဒီကိုမဟုတ်ဘူးနော်မိမိရဲ့နောက်ကွယ်မှာရှိတဲ့အဖွဲ့ဝင်တွေအားကိုအားနဲ့ရွေးလို့မရတဲ့အရာတွေအားလုံးကိုအဲ့ဒီကုတ်အားနဲ့တွေးပြီးတော့ရွေးနိုင်တယ်ဒါကြောင့်လူပေါင်းများစွာကိုစီမံခန့်ခွဲတဲ့အခါမှာလူတွေကိုစီမံခန့်ခွဲတဲ့မတ်တပ်မှာ P ဆိုတော့ 4P ဆိုတာရှိတယ်မှတ်ထားလို့ရမှာဖြစ်ပါတယ်နော်ဒါကနံပါတ်1ကတော့ philosophy လူတွေကိုစီမံတဲ့အခါမှာလူတွေရဲ့စိတ်ကိုသိရဘသူတွေဒီဘယ်လိုပြောမှရမယ်ဟုတ်ပြီနော်ဘသူတွေဒီမြောက်ပြောရတယ်ဘသူတွေဒီ shop ပြီးတော့ခိုင်းရနော်ဘလူတွေဒီစရောကနေမှစိတ်ကနေအုပ်ချုပ်မှရမယ်ဒါမျိုးကိုဆိုတော့လူတွေအကြောင်းကိုစရောကသိဖို့လိုအပ်တယ်နော်ဒါကြောင့်နံပါတ်1ကလူတွေအကြောင်းကိုသိပါနံပါတ်2ကတော့ရေးရှိတယ်စရောကအဲ့ဒီလူတွေအကြောင်းကိုစိတ်ကိုသိပြီဆိုရင်လူတွေကိုမူနဲ့အုပ်ချုပ်ပါဟုတ်ပြီနော်လူတွေကိုမူနဲ့အုပ်ချုပ်ပါဒါကြောင့်လူတွေကိုစီမံတဲ့အခါမှာတကယ့်ကိုမျှတသောဟုတ်ပြီနော်ကိုယ့်လုပ်ငန်းတစ်ခုပေါ်မှာမြည်သူမြည်ဝါမဆိုတကယ့်ကို right ဖြစ်သောမူဝါဒတစ်ခုနဲ့စရောကနေမှတစ်ဆင့်လူတွေကိုစီမံခန့်ခွဲနိုင်ရင်ကိုသွားရှင်တဲ့လမ်းကိုစရောသွားလို့ရဒါကြောင့်မိမိရဲ့လူတဦးချင်းစီရဲ့စိတ်ကိုသိပါလူတွေရဲ့ဆရာတို့လူတွေကိုစီမံဖို့မူတစ်ခုရှိရအဲ့ဒီမူကိုလဲတဲ့ procedure တဲ့ဟုတ်ပြီနော်လမ်းညွှန်ချက်တွေရေးဆွဲပေးထား procedure တွေလမ်းညွှန်ချက်ပေးထားတယ်ဖုံးလာရင်တစ်ဘယ်လိုဖြေဟုတ်ကဲ့မင်္ဂလာပါဘယ်လိုဖြေ procedure တွေအကုန်ရေးပေးထားတယ်အဲ့တော့လုပ်ငန်းရှင်ကသူလှုပ်ရှင်တဲ့အတိုင်းဟောသူ့ဝန်ထမ်းတွေသူ့အဖွဲ့ဝင်တွေအားလုံးကထွေးပြီးသားဖြစ်သွားတယ်ဒါကြောင့်ဒီနေ့ပုံစံသူဖြစ်သွားတယ်တကယ်တော့ဆရာတို့ကိုလှုပ်ရှင်တဲ့အတိုင်းကို1 2 3 4 10လှုပ်တယ်ဆိုရင်ဘယ်သူပဲလှုပ်ကိုအတိုင်းပဲဟုတ်ပြီနော်ဒါကိုဆိုတော့ procedure လို့ခေါ်ပါတယ်ဒါကြောင့်ဆိုတော့မိမိရဲ့ philosophy နဲ့ခုနပြောနေ policy နဲ့ procedure ရပြီဆိုရင်အဲ့ဒီအရာတွေအားလုံးကိုလည်းခေါင်းဆောင်ကစတင်ပြီးတော့ practice တယ်လက်တွေ့ကြလုပ်ပြရမူဝါဒတွေရေးဆွဲထားတယ်ခေါင်းဆောင်ကနေစပြီးတော့လုပ်ပြဟုတ်ပြီနော်မူဝါဒတွေစသတ်မှတ်ထားတယ်ခေါင်းဆောင်ကကိုယ်တိုင်အပြည့်ရှင်ကိုပါခန့်ဆိုလို့ချင်းအဲ့ဒီလိုမျိုး practice လုပ်မှဒီမူတွေဒီ procedure တွေလက်တွေ့ကြဆိုတော့အောင်မြင်နိုင်မှာဖြစ်တယ်ဒါကိုလည်းဆိုတော့လူတွေကိုစီမံတဲ့အခါမှာစုံတင်သမားတယောက်အနေနဲ့စတင်လုပ်ငန်းလုပ်တဲ့အခါမှာဒီလိုမတ်သက်တွေနဲ့ဆိုတော့ကနေမှတစ်ဆင့်စီမံခန့်ခွဲတော့မှတဲ့လုပ်ငန်းတွေအောင်မြင်နိုင်မှာဖြစ်ပါ